ဘောအက်ကနေကားစီလို့ရအောင်ဘောအကောင့်လေးဖွင့်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်လည်းဒီလိုတစ်ခါကြည့်လိုက်ပါမယ်ပထမဆုံးအနေနဲ့ Play Store ထဲကိုတစ်ခါသွားပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီအပေါ်ဆုံးမှာဘောဆိုပြီးတော့ရိတ်ရှာပေးလိုက်ပါမယ်โอเคဒါဆိုရင်တော့ဒီမှာဘော application လေးကြာလာပါပြီအဲ့ဒီဟာလေးကို download ခဏဆွဲလိုက်ပါမယ်โอเค download ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ open ကိုနှိပ်ပြီးတော့ဖွင့်ပေးလိုက်ပါမယ်ပထမအစချိန်မှာကျွန်တော်တို့ဒီအပေါ်ဆုံးလေးမှာရှိတဲ့အပြောင်းစာတန်းလေးကိုတစ်ခါနှိပ်ပေးပါမယ်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ် Gmail Facebook အကောင့်ကြိုက်တဲ့ဟာနဲ့ဖွင့်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ Gmail နဲ့ပဲဖွင့်ပြပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီမှာ Google ဆိုတဲ့နေရာလေးကိုတစ်ခါနှိပ်ပေးလိုက်ပါမယ်ဒီလိုမျိုး Gmail ပေါ်လာပြီဆိုလို့ရှိရင်ကိုကြိုက်တဲ့ Gmail တစ်ခုကိုရွေးပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့မိမိဖုန်းနံပါတ်ကိုဒီနေရာမှာရေးထည့်ပေးလိုက်ပါမယ်ဖုန်းနံပါတ်ရေးထည့်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ဆုံးနားလေးမှာဒီအဆက်ကလေးကိုတောက်ပေးရမှာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့ message box ထဲကိုကောက်နံပါတ်လာပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာအဆက်ကလေးကိုတစ်ခါနှိပ်ပေးထားပါပြီးရင်တော့ continue ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်โอเคဒါဆိုရင်တော့မိမိဖုန်းထဲကိုကောက်နံပါတ်လေးလုံးလာပို့ပေးပါပြီပြီးရင်တော့ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီအစိမ်းအောင်နေရာလေးကိုတစ်ခါထပ်နှိပ်ပေးလိုက်ပါမယ်ပြီးရတော့အလောင်းကိုတစ်ခါထပ်နှိပ်ပေးပါနောက်ထပ်တစ်ခါဒီမှာအစိမ်းရောင် increase ဆိုတဲ့နေရာလေးကိုတစ်ခါနှိပ်ပေးလိုက်ပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မိမိဒီနေရာ location ကိုခဏဖွင့်ထားပေးရမှာဖြစ်ပါတယ်ဒီအပေါ်ဆုံးလေးကအစိမ်းရောင်နေရာလေးကိုထပ်တစ်ခါနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ location လေးပွင့်သွားပြီးတော့ဒီမှာ turning on ကိုတစ်ခါထပ်နှိပ်ပေးလိုက်ပါမယ်โอเคဒါဆိုရင်တော့အကောင့်လေးကဒီမှာပွင့်သွားပြီပဲဖြစ်ပါတယ်ဒီအပေါ်ဆုံးမှာအဆက်ကလေး30ကိုတစ်ခါနှိပ်ပါမယ်ပြီးရင်တော့ဒီအထက်ဆုံးမှာရှိတဲ့ my account ဆိုတဲ့နေရာလေးကိုတစ်ခါထပ်နှိပ်ပေးလိုက်ပါမယ်personal info ဆိုတဲ့နေရာလေးကိုထပ်တစ်ခါနှိပ်ပေးပါမယ်အဲ့ဒီနေရာမှာဒီအပေါ်ဆုံးလေးမှာဘယ်နားမှာရှိတဲ့ add ကိုနှိပ်ပြီးတော့မိမိထားခြင်းတဲ့နာမည်တစ်ခုကိုထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့ continue ကိုတစ်ခါထပ်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့နာမည်လေးပြီးတော့ပဲဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဘောအကောင့်ဖွင့်တာအဆင်ပြေတော့ပဲဖြစ်ပါတယ်